ဟုတ်ကဲ့စာတိုင်းကနေပြီးတော့ passport တက်တန်းတိုးမယ်ဆိုလို့ရှိရင်ဘယ်နှစ်ရက်ကြာမလဲအထဲမှာပြန်ပို့တဲ့အချိန်ကျရင်မြန်မာတန်ရုံးကအထဲမှာဘာတွေထည့်ထားလဲဘာတွေပါဆိုင်တွေပါလဲဆိုတာကိုပြောပြပေးသွားပါမယ်ကျွန်တော်တို့ကတော့ဗောလေ4လပိုင်း23ရက်နေ့ကဒီရှီဇိုကနေပြီးတော့ပို့လိုက်တယ်24ရက်နေ့4လပိုင်း24ရက်နေ့ကမြန်မာတန်ရုံးကြီးရောက်တယ်ဗောလေ5လပိုင်း17ရက်နေ့မှာမြန်မာတန်ရုံးက passport အသစ်နဲ့ပြန်ပို့ပေးလိုက်တယ်5လပိုင်း12ရက်နေ့မှာကျော်စီပြန်ရောက်လာတယ်ဗောလေအဲ့တော့စုစုပေါင်းကြာရက်က18ရက်စနေသတင်းတွေပါထည့်ပြီး18ရက်ကြာတယ်ဗောလေ18ရက်ကြာပြီစာအိတ်passport အသစ်ရောက်လာတယ်ဗောလေpassport အသစ်ရောက်လာတယ်ဗောလေ passport အသစ်ရောက်လာpassport အဟောင်းစာအုပ်နဲ့passport အသစ်စာအုပ်နဲ့တွဲပြီးပါလာတယ်ဗောလေအဟောင်းစာအုပ်နဲ့အသစ်စာအုပ်တွဲပြီးပါလာတယ်အဟောင်းစာအုပ်မှာတော့ဗောလေဒီလိုမျိုးဗောလေcancel ဆိုရင်ဒီစိတ်တော့နှိပ်လိုက်တယ်ဗောလေဒီစိတ်တော့နှိပ်ပြီးတော့အဟောင်းစာအုပ်ကဒါမျိုးဖြစ်တယ်အသစ်စာအုပ်လည်းပါလာတယ်ဗောလေဒီစာအုပ်ရလာတယ်ဗောလေဟုတ်ပြီအထက်မှာတခြားဘာစာရွက်တွေပါလေးလေတခြားဘာစာရွက်တွေပါလေးလေအခွန်ဆောင်ထားတဲ့ပုံမှာပေါ့လေဒီတစ်ခေါက်ကတုတ်သိန်းကီနိုတမပေါ့လေတုတ်သိန်းကီနိုတမတတန်တူတယ်သူအခွန်ဆောင်ထားတယ်တလား2000အခွန်ဆောင်ထားတယ်သူအခွန်ဆောင်ထားကြပေါ့လေစာရွက်တွေပေါ့စာရွက်တွေဘယ်နည်းရပါလဲ1ရွက်2ရွက်3ရွက်နဲ့4ရွက်စုစုပေါင်း4ရွက်ပါတယ်စုစုပေါင်း4ရွက်စုစုပေါင်း4ရွက်ပါတယ်4ရွက်မှာ3ရွက်ကပုံစံတူတယ်အင်္ဂလိပ်လိုရေးထားတယ်ပုံစံတူတယ်ပေါ့လေပုံစံတူတယ်2000ဘယ်လောက်လောစဆောင်လဲဆိုရင်2023 10လပိုင်း1ရက်နေ့ကနေစပြီးတော့အခွန်ဆောင်ရမယ်ဆိုပြီးတော့တတ်မှတ်ထားတဲ့အတွက်ကြောင့်2023 10လပိုင်း1ရက်နေ့ကနေစပြီးတော့အခွန်ဆောင်တယ်ဗောလေဒီဆိုင်မှာကတော့ဗောလေအခွန်ဆောင်ပြီးတော့2024 3လပိုင်း31ရက်ထိဗောလေ31ရက်ထိအခွန်ဆောင်ထားပါတယ်ဆိုတဲ့စာရွက်တစ်ရွက်ရယ်နောက်ပြီးတော့2024 4လပိုင်း1ရက်နေ့ကနေပြီးတော့4လပိုင်း1ရက်နေ့ကနေပြီးတော့2025 3လပိုင်း31ရက်နေ့အထိအခွန်ဆောင်ထားပါတယ်ဆိုတော့တနည်းတစ်ရွက်ပေါ့တနည်းတစ်ရွက်ပုံစံမျိုးလာတယ်ပေါ့လေအဲဒါကောင်2025 4လပိုင်း1ရက်နေ့ကနေပြီးတော့2026 3လပိုင်း31အထိပါအဲ့ဒီဥစ္စာတွေအကုန်လုံးကအင်္ဂလိပ်လိုရေးထားတဲ့ဟာလာတယ်နောက်ဆုံးမဲ့တစ်ခုပဲပေါ့လေဒီဥစ္စာပြောချင်တဲ့ဒီဥစ္စာထူးထူးခြားခြားပေါ့လေမြန်မာလူရေးထားတယ်မြန်မာလူရေးထားတဲ့စာရွက်တွေကပါလာတယ်အဲ့ဒီမှာပေါ့လေပြည်ထောင်စုမြန်မာနိုင်ငံတန်ရုံတိုကျိုမြို့ဆိုပြီးရေးထားပြီးတော့ဒီမှာ VID အမှတ်လို့ရေးထားတယ် VID အမှတ်လို့ရေးထားတယ်မြင်လားမသိ VID အမှတ်ဒီတစ်ခေါက်ကတော့ဘာမှမရေးထားဘူးပေါ့လေအလွတ်ဖြစ်နေတယ်အဲ့တော့ VID ကလည်းမလို့နံပါတ်လည်းမလို့သေးဘူးပေါ့လေခုတည်းပေါ့လေဒါပေမဲ့ဒီနေရာမှာ VID အမှတ်ဆိုတဲ့ဥစ္စာရေးထားတဲ့ပုံမှာပေါ့လေနောက်အချိန်တိုင်းတာတစ်ခုကြာရင်တော့လိုကောင်းလိုနိုင်တယ်ပေါ့လေအဲ့လိုသဘောမျိုးတက်ရောက်တယ်လို့ကျွန်တော်ထင်တယ်ပေါ့လေဒီစာရွက်ကတော့2026 April ကနေပြီးတော့ပေါ့ April လတော့ပေါ့4လပိုင်းအတွက်ဆောင်ထားတယ်ဆိုတဲ့အခွန်စာရွက်မှာတော့အဲ့ဒီ VID အမှတ်ဆိုတဲ့မြန်မာလူရေးထားတဲ့စာရွက်တရွက်အပိုးပါလာတယ်ပေါ့လေမြန်မာလူရေးထားတယ်ပေါ့ဒီတစ်ခါအခွန်ကအခွန်ပေးတွင်သူတို့ပြန်ပေးရမည်ဖြတ်ပိုင်းပြပနေနိုင်ငံသားဆိုတဲ့ဥစ္စာပေါ့လေဒီစာရွက်တွေပေါ့လေအင်္ဂလိပ်လိုရေးထားတဲ့စာရွက်တွေမြန်မာလိုရေးထားတဲ့စာရွက်တွေအခွန်ဆောင်ပြီးတော့ထောက်ခံစာလို့ပြောရတယ်ပေါ့လေအဲ့လိုထောက်ခံစာတွေဖြေစာတွေကိုမပြောင်းအောင်တင်ထားပေါ့လေနောက်တစ်ကြိမ်တန်တိုးတဲ့အချိန်ကျရင်ဒီစာရွက်တွေ copy ထည့်ပေးရလိမ့်မယ်ထည့်ပေးရဖို့လေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့လေဖြစ်နိုင်တယ်ပေါ့လေအနည်းဆုံးပေါ့လေနံပါတ်လို့ပေါ့လေဝန်ထမ်းအခွန်ထမ်းမပုံတင်အမှတ်ဆိုတဲ့အမှတ်နံပါတ်တော့လိုတယ်ပေါ့လေအဲ့နံပါတ်လေးကိုတေချာမှတ်သားထားပါစာရွက်တွေကိုမပြောင်းအောင်တေချာတင်ထားပေးပါပေါ့လေဟုတ်ပြီဒီနေ့ဖို့ပြောချင်တာတော့ပါပဲpassport တတတိုးဖို့ခက်ခဲရှိတယ်ဝန်ဆောင်မှုလုပ်ခြင်းဆက်သွယ်ပေးပါစာတိုက်ကတိုးတဲ့ဥစ္စာကိုစာရွက်စာတမ်းစီစဉ်ပေးတဲ့ဝန်ဆောင်မှုလုပ်ပေးပါတယ်ကျေးဇူးတင်ပါတယ်